အာရခ time သတင်းဌာနရဲ့သတင်း podcast အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ဘင်္ဂလားနယ်စပ်ကွာစစ်ဆောင်3ဦးကိုစကမကရေကြီးမှာ1500နှစ်ချဆိုတဲ့သတင်း။ကြောက်ဖြူကနေ3မိုင်အကွာတောင်ဒေသခံတွေတွားခွင့်မရှိဆိုတဲ့သတင်း။စစ်တွေကဒုက္ခတဲ့စခန်းတွေမှာဒီနှစ်အတွင်းကျမ်းမာရေးကုသမှုမရောက်သေးဆိုတဲ့သတင်းနဲ့ငါးတံပြင်ဖုန်ကြီးကျောင်းပြဿနာကိုဝါမဝင်ခင်ဖြေရှင်းပေးစီလို့ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကွာစစ်ဆောင်3ဦးကိုစကမရေးကြီးမှာ1500နှစ်ချဆိုတဲ့သတင်းကိုနားဆင်ကြရမှာပါ။ရခိုင်ပြည်ကွာမြို့နယ်ကစစ်ဆောင်လာနေတဲ့စစ်ဆောင်3ဦးကိုစစ်ကော်မရှင်ကရေးကြီးမြို့နယ်တရားရုံးကနေမေလ26ရက်မှာ1500နှစ်ချမှလိုက်တယ်လို့သိရပါတယ်။ဖမ်းတာကဇန်နဝါရီလလောက်ကဖမ်းသွားတာရုံးတင်ပြီးအမှုတွေစစ်ဆေးပြီးအခုတော့အကြမ်းဖက်ဥပဒေနဲ့1500နှစ်ချမှလိုက်တာလို့ရေးကြီးမြို့နယ်ဒေသခံတဦးကအာရခ Times ကိုပြောပါတယ်။စစ်ကော်မရှင်ကအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ထောင်ချလိုက်တဲ့ကွာမြို့နယ်ကစစ်ဆောင်3ဦးမှာတဦးကအမျိုးသမီးဖြစ်ပြီး2ဦးကတော့အမျိုးသားတွေဖြစ်တယ်လို့သိရပါတယ်။တကယ်ဆိုရခိုင်ကစစ်ဆောင်လာတဲ့သူတွေအဖမ်းခံထားရတာမနှဲဘူးရှိတယ်။ဒီ3ယောက်ကတော့တရားရုံးတင်လို့လူတွေသိပေမဲ့တရားရုံးလည်းမရောက်ပဲပျောက်နေတဲ့သူတွေလည်းအများကြီးရှိနေသေးတယ်။သူတို့ကရခိုင်ဆိုရင်မထင်ရင်မထင်တယ်လို့ဖမ်းတယ်။ပြီးတော့ငွေညစ်တယ်။မရရင်စစ်မှုထမ်းခိုင်းတယ်။အခုလိုတရားရုံးတင်ပြီးထောင်ချတာကတော့ဖြစ်တောင်းဖြစ်စဉ်တစ်ခုပဲလို့အေယာဝတီတိုင်းရောက်ရခိုင်စစ်ဆောင်တဦးကအာရခ Times ကိုပြောပါတယ်။အလားတူမတ်လ18ရက်ကလည်းကွာမြို့နယ်ကစစ်ဆောင်လာတဲ့စစ်ဆောင်အမျိုးသား3ဦးကိုရေကြီးမြို့နယ်တရားရုံးကအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်52ကကြီးနဲ့ထောင်ဒဏ်9နှစ်ချခဲ့ပါသေးတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကြောက်ဖြူကနေ3မိုင်အကွာတောင်ဒေသခံတွေတွာလာခွင့်မရှိဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာတော့ဒေသခံပြည်သူလူထုဟာမြို့နယ်3မိုင်အကွာဝေးတာရှိတဲ့နေရာတွေကိုတောင်တွာလာခွင့်မရှိဘူးလို့ကြောက်ဖြူဒေသခံတဦးကအာရခ Times ကိုပြောပါတယ်။တခြားတိုင်းရင်းသားဒေသတွေမှာတိုက်ပွဲတွေဖြစ်ပွားနေတာချင်းတူညီပေမဲ့အဲ့ဒီဒေသကတိုင်းရင်းသားလူထုတွေကတော့စိတ်ကြိုက်တွာလာခွင့်ရကြပေမဲ့ရခိုင်ပြည်မှာတော့ဒီလိုမျိုးတွာလာခွင့်မရတဲ့အပေါ်ခံပြင်းကြောင်းလဲကြောက်ဖြူဒေသခံတဦးကအာရခ Times ကိုပြောပါတယ်။ကျမဒီကြောက်မှာဘယ်လိုလဲဆိုတော့သူများတွေကချင်တို့ကရင်တွေနဲ့မတူဘူးဆရာမ။ဒီလူကချင်တွေတို့မှာစစ်ပြင်းပြေရောလောက်ပွင့်ပွင့်ရောပေါ်ကြတယ်လာကြတယ်ဒီမှာကအဲ့လိုမဟုတ်ဘူးကနေပြီးတော့45မိနစ်လောက်ပေါ်ရတဲ့ခရီး45မိနစ်လောက်ပေါ်ရတဲ့အဲ့ဒီပြေးရွာကိုတောင်မှမပေါ်ရဘူးအဲ့ဒါမှလည်းနေပြီးစောင့်ရှိတယ်ဒါမှပြီးတော့ကြောက်ကြီးရဲ့အထွတ်ကြောက်ကြီးရဲ့3မိုင်အကွာကားကလည်းဘယ်မှသွားလို့မရဘူးကြောက်ကြီးရဲ့3မိုင်လောက်ပဲသွားလို့ရတယ်ဆန္ဒနေရတခုမှမရဘူးအဲ့လိုတွန်းလို့ဖြစ်နေတယ်စစ်တင်နေလည်းဖြစ်ရောအဲ့ဖြစ်ကြရင်ဖြစ်ကြပြီးရင်လမ်းတွေဖွင့်ပေးလိုက်အဲ့လိုလည်းမဖွင့်ဘူးအဲ့ဒီကကြတော့လူတွေကုန်စည်စစ်မှုတွေမရှိတဲ့ကကြတော့လူတွေတဲ့အခက်အခဲတွေ့ရပါဆရာမအစမ်းကတော့ပင်လေတွေရှိနေလို့ငါးတွေရှာစားကြတာတွေတခုတော့ဖြစ်တယ်ဆရာမသူကပြောပါတယ်တိုက်ပွဲဖြစ်တာကတိုက်ပွဲဖြစ်တာတစ်ပိုင်းဒေသခံလူထုအတွက်လမ်းဖွင့်ပေးတာကတစ်ပိုင်းခွဲခြားထားတဲ့တယ်လို့လည်းဒေသခံတွေကပြောပါတယ်အဲ့ဒီလိုမျိုးနယ်နမိတ်ကြော်ပြီးတွာလာခွင့်မရှိတာတွေကိုတွာလာတဲ့အခါမျိုးမှာနေဗီကမိသွားတယ်ဆိုရင်လူတက်မှုထက်မကကြီးကျယ်ပြီးထောင်ချခံရတယ်လို့ကြောက်ဖြူဒေသခံတဦးကအာရခ Times ကိုပြောပါတယ်ဒီသူတို့တွေကတန်တဲ့မှာသွားပြီးတော့ငရှောက်တွေသွားဝယ်တာလေငနီလူတွေသွားဝယ်တာလေညိုင်းမှာကဒီပင်လေတွေမှာညမှာကနေဗီတွေရှိတယ်ဆရာမနေဗီကထမ်းလို့ဆယ်နှစ်ကြာသွားတယ်အမျိုးသမီးတွေလည်းပါတယ်ဆရာမလူသားမှုချက်ဘက်ကကြည့်ကြတယ်ဖမ်းသွားတာလေသွားခွင့်မရှိတာကိုသွားတယ်စောင်းဝင်နေကြတော့သွားခွင့်မရှိလေလူတွေကစွန့်ကြတာကိုဆရာမရေသူကပြောပါတယ်ဒါအပြင်ကြောက်ဖြူလေးစိတ်မှာစကားရဲ့ကြံယူကော်ပတာတွေအများအပြားရောက်ရှိနေကြောင်းလည်းသိရပါတယ်လက်ရှိမှာတော့အာရခတပ်တော်နဲ့စကားမတပ်တွေဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ကြောက်ဖြူမြို့နယ်ကတိုင်းချွန်တောင်မော်မျိုးချောင်းထိန်တွေပြုံပြဲအဝတောင်စတဲ့ကျေးရွာပေါင်း73ရွာကျော်ကဒေသခံ6000ခန့်အိုးအိမ်ဆုံးခွာနေကြရကြောင်းလည်းသိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်တွေကဒုက္ခတဲ့စခန်းတွေမှာဒီနေ့အတွင်းကျန်းမာရေးကုသမှုမရောက်သေးဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။
ရခိုင်ပြည်စစ်တွေမြို့နယ်ကစစ်ပေးဆောင်ဒုက္ခတဲ့စခန်းတွေမှာဒီခုနှစ်အတွင်းကျန်းမာရေးကုသစောင့်ရှောက်မှုတွေမရောက်လာသေးဘူးလို့ဒုက္ခတဲ့စခန်းတစ်ခုမှတာဝန်ရှိသူတူကအာရခ Times ကိုပြောပါတယ် ကျမ်းမာရေးနဲ့ပတ်သက်တော့ကျွန်တော်အခုအပေါ်တော့ကျွန်တော်တို့ကြောင့်မဖြစ်နေတဲ့ရောဂါကြတော့ဒီလိုဝန်ပြောအဲ့လိုရောဂါဖြစ်နေကြတယ်ခလေးလူကြီးအဲ့လိုဖြစ်နေကြတယ်စေခံတွေလေကျွန်တော်တို့ကြောက်ကိုဟိုဟာတကယ်ပြီးတော့ကဒီတိုင်ကြတဲ့ကကျွန်တော်တို့ကြောက်ကိုအခုရှိနေကြမရသေးဘူး သူကပြောပါတယ်စစ်ပေးဆောင်ဒုက္ခတဲ့စခန်းတွေဟာလူအများစုနဲ့နေထိုင်ကြရတာဖြစ်ပြီးတောက်သုံးရည်မတန့်ချင်းမှုတွေနေထိုင်ရေးမတန့်ချင်းမှုတွေကြောင့်တခြားသောကျန်းမာရေးပြဿနာတွေထက်ဝမ်းပြက်ဝမ်းချောယောဂတွေပဲအများဆုံးဖြစ်လိဖြစ်တာရှိတယ်လို့သိရပါတယ်ဒါပေမဲ့လက်ရှိမှာတော့စစ်တွေမြို့မှာကုန်စည်နှုန်းတွေအဆမတန်ကြီးမြင့်တဲ့အတွက်အရင်လိုတောက်သုံးရမယ့်ဆေးတွေကိုလည်းမဝယ်နိုင်တာကြောင့်စစ်ပေးဆောင်ဒုက္ခတဲ့စခန်းတွေကိုလာရောက်ကုသပေးတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပဲအကူအညီကြရတာဖြစ်တယ်လို့သိရပါတယ် ပုံမှန်လာတာဆိုတော့ဒီနေ့ဘန်တိုင်းခဏကြောက်လေးလိုက်ပြီဆိုတော့ဒီနေ့ထဲမှာတော့ရောက်ပြီကျန်တဲ့နေ့ပြောဟောကုန်စည်မြစ်တွေကဆိုရင်တော့ရောက်ဖြစ်ပါတယ်တလားမှာဆိုရင်အပူကြီးတွေကတော့တလားမှာဆိုရင်စီကံဖုန်းကိုတုံးပြပြီးလိုက်တော့ရောက်တယ်မမချင်းအတင်းတော့ပြီးတော့ UN တော့UN စီကံလို့IOC စီကံလို့အဲ့လိုကိုကြီးတွေရောက်တယ်ပြီးတော့အစိုးရတက်မှရင်စီကံလေးတွေလာရကြတယ် သူကပြောပါတယ်လက်ရှိမှာတော့မိုးရတီကိုရောက်ရှိပြီဖြစ်တာကြောင့်စစ်ပေးဆောင်ဒုက္ခတဲ့စခန်းတွေမှာတာလပတ်အမိုးတွေလိုအပ်နေသလိုတခြားသောအသုံးဆောင်တွေလည်းလိုအပ်လျက်ရှိတယ်လို့သိရပါတယ်အလုတ်ကိုင်းတွေဟာလည်းရှားပါလာတာကြောင့်အလူရှင်တွေကိုပဲအဓိကအကူနေရတာဖြစ်ပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ငတံပြင်ဖုန်ကြီးကျောင်းပြဿနာကိုဝါမဝင်ခွင်ဖြည့်ချင်းပေးစီလို့ဆိုတဲ့သတင်းကိုနားဆင်ကြရမှာပါရခိုင်ပြည်မင်းပြခရိုင်မင်းပြမြို့နယ်ဗပူတောင်အုပ်စုငတံပြင်ကျေးရွာဖုန်ကြီးကျောင်းပြဿနာကိုဝါမဝင်ခင်အာရခပြည်သူတော်လှန်ရေးအစိုးရအနေနဲ့ဖြည့်ချင်းပေးစီလိုပါတယ်လို့ဒေသခံရွာသားတွေကဆိုပါတယ်အဆိုပါကျောင်းပြဿနာမှာ9နှစ်ခန့်ကြာနေပြီဖြစ်ပြီး2026ခုနှစ်ဖေဖော်ဝါရီလ19ရက်မှာဗဟိုတန်ခအကျိုးဆောင်အဖွဲ့ကဘုရားဟောတရားတော်နဲ့အညီမမှန်ကန်ကန်ဆုံးဖြတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။အထက်ပါဆုံးဖြတ်ချက်ကိုဗဟိုတန်ခအကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌပုပ္ပယုံကျောင်းဆရာတော်ဗတ္တန္တတာနာအတွင်ရေးမှူး ACD ကျောင်းဆရာတော်ဗတ္တန္တနာကဝန်တာအဖွဲ့ဝင်ငင်းအေးရိပ်မြုံကျောင်းဆရာတော်ဗတ္တန္တကန္တမအဖွဲ့ဝင်မြို့တစ်မှန်ကျောင်းဆရာတော်ဗတ္တန္တအင်တာတိကအဖွဲ့ဝင်တာတနာဟိတကျောင်းဆရာတော်ဗတ္တန္တပညာရခိတတို့ကလက်မှတ်ထိုးဆုံးဖြတ်ခဲ့ပြီးအတိတ်တွေအဖြစ်ဗဟိုတာဝန်ခံယုံတန်ခအကျိုးဆောင်အဖွဲ့တာရနာရေးနဲ့ဝိနည်းစရတာဝန်ခံဥမောင်စန္ဒဒီလပ်ဌာနမှာဖြူနှင်းဝင်နဲ့အမှုစစ်အောင်ငိမ့်တို့လက်မှတ်ထိုးအတည်ပြုခဲ့တာလည်းဖြစ်ပါတယ်2026ခုနှစ်ဖေဖော်ဝါရီလ19ရက်မှာအဆိုပါဆုံးဖြတ်ချက်ကိုသဘောတူလိုက်နာပါမယ်လို့နှစ်ဦးနှစ်ဖက်သဘောတူဝန်ခံကတိလက်မှတ်ထိုးခဲ့ကြတော့လေယခုအခါဖုံးချောင်းရှံဝန်းကိုရှန်ထိုးပြီးထက်ဝက်ပိုင်းနေတယ်လို့သိရပါတယ်ဝါမဝင်ခင်တော့ဖြည့်ချင်းပေးစီရှင်နဲ့မဟုတ်ရင်ပြဿနာတွေကြီးထွားလာနိုင်တယ်အခုလိုလှုပ်ဆောင်နေတာကိုကျွန်တော်တို့တွေကမင်းပြမြို့နယ်အုပ်ချုပ်ရေးမှုစီကိုတိုင်စာပို့တော့အုပ်ချုပ်ရေးမှုကသူတို့နဲ့မဆိုင်ဘူးတက်ဆိုင်ရာတရားရုံးဒါမှမဟုတ်ရင်ဗဟိုတန်ခအကျိုးဆောင်အဖွဲ့ကိုတိုင်ကြားပါဆိုပြီးပြန်စာပို့တယ်ကျွန်တော်တို့လည်းအခုပတ်ဆက်လုပ်ရမယ်မသိတော့ဘူးဒီပုံအတိုင်းဆိုရွာနှချမ်းကွဲတော့မယ်တက်ဆိုင်ရာတာဝန်ရှိသူတွေအမြန်ဆုံးလာရောက်ဖြည့်ချင်းပေးစီလိုပါတယ်လို့မေတ္တာရက်ခံပါတယ်လို့ငတံပြင်ကျေးရွာဒေသခံတူကအာရခ Times ကိုပြောပါတယ်2026ခုနှစ်မတ်လ3ရက်မှာဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းလာကမြို့နယ်အုပ်ချုပ်ရေးမှူးကိုစားလက်မှတ်ရေးထိုးကမြို့နယ်အုပ်ချုပ်ရေးဌာနကိုတိုင်ကြားလာတဲ့ကိစ္စဟာမင်းပြမြို့နယ်အုပ်ချုပ်ရေးမှူးဌာနနဲ့မသက်ဆိုင်လို့သက်ဆိုင်ရာတရားရုံးဒါမှမဟုတ်အဆိုပါဆုံးဖြတ်ချက်များကိုဆုံးဖြတ်ချက်ချမှတ်ထားတဲ့ဗဟိုတန်ခအကျိုးဆောင်အဖွဲ့ကိုတိုင်ကြားပါရန်ဂါဝရပြုအကြောင်းကြားပါတယ်လို့သိရပါတယ်ဗဟိုတန်ခအကျိုးဆောင်အဖွဲ့ကအကြိမ်ကြိမ်စစ်ဆေးပြီးအပြစ်အနာအဆာမရှိတဲ့အတွက်ဂိုင်းချုပ်ဆရာတော်ကြီးကိုယ်တိုင်လက်ရှိဆရာတော်ကိုအနိုင်ပေးထားတဲ့ဒါကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကတာဝန်ယူပြီးလှုပ်ဆောင်ပေးစီရှင်ပါတယ်အလေးနဲ့မေတ္တာရက်ခံလိုတာကမြန်ဖြည့်ရှင်းပေးပါတွေးထွက်တန်ရုံတွေမဖြစ်ခင်မှာထိမ့်သိမ်းလှုပ်ဆောင်ပေးပါလို့ပဲတောင်းပန်လိုပါတယ်လို့ငတံပြင်ကျေးရွာဒေသခံတူကအာရခ Times ကိုပြောပါတယ်လက်ရှိမှာတော့ဗဟိုတန်ခအကျိုးဆောင်အဖွဲ့ကိုစားခရိုင်တာရနာရေးမှုကတရက်လိုလုပ်ပြီးမင်းပြမြို့နယ်တရားရုံးမှာတိုင်ကြားထားပြီးအကြိမ်ကြိမ်ရုံးချင်းပြီးမဲ့ထူးခြားမှုမရှိဘူးလို့လည်းသိရပါတယ်။လာမယ့်ဇွန်လ4ရက်မှာထပ်မံရုံးချင်းထားတယ်လို့လည်းသိရပါတယ်။
အာရခ Times ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။အားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပြီးဘေးကင်းကြပါစေခင်ဗျာ။